Yo အားလုံးပဲကျွန်တော်ကတော့ Master Pro ဖြစ်ပါတယ်။ဒီနေ့ပြီးတော့ဆွေးနွေးပါဦး။ကျွန်တော်အနောက်ကဟိုမှာတွေ့လား။ Fletcher ရုပ်ဟိုမှာပြီးမှတော့လိုက်ပြအောင်။ဒါကတော့ဟိုကောင်းလိုက်တယ်။ဒါကတော့ဟိုဟာ Fletcher ဈေးဆိုင်ပေါ့ဗျာ။ဒါတော့ရော်ရာဈေးဆိုင်ပဲဖြစ်ပါတယ်။ကျွန်တော်တိမ်ဝင်တိမ်စင်နဲ့ခိုးလာတဲ့အမလေးနဲ့တော့ဝင်ပါတော့။ Okay ဒါဆိုရင်တက်ကြည့်ရပါရောင်းလိုက်လို့ Okay ဆိုတော့တက်ကြည့်ရအောင်။ဟိုမှာလေးပြလေးလာလိုက်ပါ။ကိုလေးချက်စီလေးတော့ကိုယ်က okay ထားလိုက်ပါတော့ဒါဖိုင်လာ lucky pro ပဲကြာတယ်။ Okay ancient node ကကောက်မယ်နော်။ဘာလို့လဲကြာဒါတကောင်ဈေးတွေပဲဖြစ်ကြမှာနော်။ဟုတ်လားအမ44ခုနဲ့ Hey bro trading ဟာဘာလို့ဘောလာဟာဟဲ့နေမဟုတ်ဘူးနော် trade တာတွေဘာတွေတော့အိုးကိုရန်အပက်ကိုကွာမရှိရမရှိကိုဒါတွေကတော့အစင်တော့ထားပါရဲ့ဒီတော့လည်းမိုက်တယ်တော့ကိုင်းတော့လည်းရှိတယ်ဟိုချိန်ငါပြေတော့ပြေနေရအကျုံးနေလေလိုက်ထားလိုက်ပါတော့ဒီမှာရှိတယ်အရင်ကမရှိတော့ကစားလာပြီကောင်းလိုက်တယ်ဒီပတ်တကြီးမှာလောက်ထားလိုက်လို့ Hey ဘာလို့ရှိပါထားလိုက်ပါဘာလဲပြချာဟဲ့ပတ်တန်ရှင်းမယ်လေဟဲ့ဒီပေါ်မှာလားမသိပြေပြောလာပြေပြောတော့လာဒါပဲနေမှာတုံးဝင်ဒီမှာဒါလေးငါမရတော့ပြေသွားပြီထားလိုက်ပြန်တက်ပေးထားအောင်ငါပြေသွားပြီဘာပြစ်ကမှမသိဘူးဆိုတော့ဒါပြလိုက်ဟိုအမေရိကန်မိသားမယ်ရော့ဒီကောင် Fletcher ပဲတော့နေတယ်မသိဘူးကွာခုနတော့ရှောက်သွားတော့ဖြစ်မယ်ဒါမှမဟုတ်မနောက်ထပ် Fletcher တယောက်မစွန်ဘီဒီကျွန်တော်အခုစောင့်နေတဲ့ survival war ထဲမှာတော့လုံးဝတလိပ်ဆိုင်နေလဲစုံတယ်ပြီးတော့တအားမိုက်တယ်ဗျာတအားလာရနေလည်းရှိတယ်တလိပ်ဆိုင်ရတယ်တအားမိုက်တယ်ဗျာသူချစ်စရာလေးလည်းရှိတယ်ဆိုတော့ဒီကောင် Fletcher လည်းမရှိဘူးဆိုတော့ကျွန်တော်တွေ့မှာအနေငယ်ထားရမှာဗျာကျွန်တော်သူပစ္စည်းတော်ကြီးလိုက်တာဆိုတော့ okay ငါးလုံးထားခဲ့မယ်နော်ဟို trace ရရှိသေးတယ်ဒါကတော့မီပါဘူးဗျာokay let's go မဇွန်ဖလေချာတော့မဟုတ်ဘူးဇွန်မီပဲမင်းကဘလို့ဖြစ်လို့အယောင်တွေကဘာယောင်တွေဖြစ်နေမင်းကကောလားမင်းဆရာကြီးဟာယောင်မလုပ်ပါနဲ့ယေးခရပါဟာယောင်ဒါရဘလို့လို့အော်မင်းကဒီအောက်ကိုကြာနေတာဟိုအယူလေးရငါမင်းပတ်စံနေပေးခဲ့တယ်နော်ကွာကိုတိုက်လိုက်တော့ငါဒီမှာထွေးဆက်ရှိရထွေးလိုက်အောင်ပါ Hey bro ခါဆောင်ဘိုင်းထုတ်ပြတယ်ဘိုင်းမှလည်းမသိဘူးအပအဟင်းလုံးဟာသုံးမလို့တာဒီတဲ့မဝင်နိုင်ဘူးကွာငါကောင်ရ sorry ပဲဟိုရုပ်ကြီးကို brother ကိုလိုက်ပြကန်နော်ရုပ်သူ brother ကိုလိုက်ပြမယ်ပြီးတော့ကျွန်တော်ဒီထဲမှာလောက်ဆက်ရှိရဘာလဲဆိုတော့ဟိုလုံးဝမော့အကျန်းစားကြီးရဗျာဒီပင်လေတွေကဟိုမှာပင်လေတွေကဆက်လင်ပေါ်မှာစောင့်နေကြတာအဲ့ပုံမှာဗျာဒါမိုးကြီးတဲ့ရတနာရှိတယ်အဲ့ဒါကိုသူတို့ကစောင့်နေကြတာအများကြီးပဲအဲ့ဒါကိုကျွန်တော်ဘလို့တိုက်ထုတ်ကမှန်းမသိဘူးဆိုတော့နောက်ထပ် brother ကြည့်ကျင်တယ်ဆိုကျွန်တော်တင်ပေးတော့ပါဦးမဲ့ဗီဒီယိုလေးဒါကတော့ဒီလောက်ပါပဲဒါ Fletcher ရုပ်ပေါ့နော်သူ့ရဲ့အထဲမှာဒီ Fletcher ထဲမှာရွှေတွေငွေတွေတင်ထားတယ်လို့တော့ကြားတာပဲဒါမဟုတ်တော့ဘူးလို့ထင်ပါတယ်သူ့ကြည့်လောက်မခွန်လည်းယူတော့မယူပါဘူးနော်အာယောဟုတ်တယ်ဟာ
အိုးဘရာဆိုလည်းဒီလိုရုပ်လေးချင်းတူးကြည့်ပါပေါ့လဲဆိုတော့မတိုင်းရှိပါလေကျွန်တော်မှာကတော့အိုင်းယွန်းကလည်း29တောင်ရှိတယ်မိုင်းထားတာဂိုးတွေကလည်းရှိတယ်ဆိုတော့မြူတော့ဘူးသူပိတ်ပေးထားလိုက်ပါနော်ထားလိုက်တော့ okay ဆိုတော့ view လေးတော့ပါပဲကျွန်တော်ကဒါလေးပြရခြင်းလို့ပါနောက်ထပ် view မှာကျွန်တော်ကဟိုဘက်ကဟိုဘက်မှာရှိတယ် Easter လေးကို monster တွေတွတ်တက်ပြီးတော့မှကျွန်တော်ရအောင်ပေါ့နော်အားရပါစက်မှာပေါ်နေ okay ဆိုတော့အားလုံးပဲ bye bye ဇီးကွက်ကလေး bye bye လောက်လာအောင်ကွာbye bye ဒီ channel လေးကို subscribe ခေါင်းလေးတော့ပေးကြပါအောင်ပြီးတော့ဒီမှာနေရာတက်ဆိုင်လည်းရှိပါတယ်တစ်ပင်ကြီးရောပြီးတော့အခုတော့မြင်နေတယ်တော်လားဟုတ်မှာအချွန်လေးဖះเจ้าလေးပြီးတော့ဟုတ်မှာအဲ့လိုမျိုးအဆောက်အဦနေရှိရဆိုတော့အားလုံးပဲ bye bye